မှတ်မထင်ပြန်ဆုံးဖြစ်ရင်တောင်တချို့ခံစားမှုတွေကနေသားကျသွားတဲ့အခြေအနေတွေကိုရောက်သွားခဲ့ပါပြီ။အရင်လိုခြေလမ်းတွေမမှန်တော့တာမျိုးလည်းမဖြစ်တော့သလိုပြာရာတွေခတ်နေတဲ့အထိလည်းစိတ်လှုပ်ရှားမှုတွေမရှိတော့ပါဘူး။ရင်ထဲကဒဏ်ရာတွေကမျက်လုံးချင်းရင်မဆိုင်ရဲ့အထိလည်းမနာကျင်ရတော့ဘူး။အမှတ်မထင်ပြန်တဲ့အခါအပြုံးတွေနဲ့ရင်ဆိုင်နိုင်တဲ့အထိလည်းတချို့ခံစားချက်တွေကအနီးထိုင်သွားခဲ့ပြီ။အချိန်ဒီဒဏ်ရာအလုံးကိုကျက်စေသည်ရဲ့လမ်းခွဲစကားလိုမျိုးချစ်လျက်နဲ့ဝေးရတာပါဆိုတဲ့အတွေးကြီးနဲ့ဖြစ်တည်လာတဲ့အခြေအနေတွေကိုလက်မခံဘဲမငင်းဆန်ဖြစ်တော့ဘူး။ခုချိန်မှာလမ်းမဲခွဲလမ်းမဲလွဲကျွန်တော်တို့သူစိမ့်တွေပြန်ဖြစ်သွားခဲ့တာတေချာခဲ့ပြီမဟုတ်လား။မထင်မှတ်ပဲပြန်ဆုံးဖြစ်ခဲ့ရင်တောင်ကျွန်တော်မျက်နှိုးခဲ့ဘူးတဲ့မျက်နှာလေးကိုဘလို့နာကျင်မှုမျိုးမှမခံစားရတော့ပဲစေးကြည့်နိုင်တဲ့အထိတချို့နာကျင်မှုတွေနဲ့နေသားကျသွားခဲ့ပါပြီ။